ဒီဝါရင်းကာလာမှာဥပုသ်ဆောင်တဲ့လူတွေအများကြီးရှိလိမ့်မယ်လို့ထင်ပါတယ်။ဥပုသ်ဆောင်တဲ့အခါမှာဆိုလို့ရှိရင်နေကင်း12နာရီနောက်နေ့မနေ့ထိဘာမှမစားပဲနေရလို့ကြောင့်မို့ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပြီးတော့မှကိုယ့်ရဲ့ fitness ကိုနဲ့သွားနေတဲ့အခါမှာဆိုလို့ရှိရင် energy လည်းရှိအောင်လို့ကျွန်တော်ကိုယ့်ရဲ့ fitness ကိုမပြတ်သွားအောင်လို့ဘယ်လိုစားသွားမလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာဝေမျှပေးချင်ပါတယ်ဗျာ။ Andy's Master Classဥပုသ်ဆောင်တဲ့လူတော်များများဆိုလို့ရှိရင်တော့နေကင်း12နာရီမထိုးခင်မှာတနေ့ကုန်စားခအောင်ဆိုပြီးတော့မှထမင်းတွေအများကြီးစားလေးရှိတယ်ပြီးတော့မှဥပုသ်ဆောင်တဲ့အခါမှာဆိုလို့ရှိရင်လည်းပိုပြီးစားခံနိုင်အောင်ဆိုပြီးတော့အချိုရည်တွေအများကြီးတောက်တုံးတွေရှိပါတယ်ဗျတကယ်တမ်းကျတော့ဥပုသ်ဆောင်ခြင်းကဆိုလို့ရှိရင်ခုနောက်ပိုင်း diet လုပ်တဲ့လူတော်များများခက်စားတဲ့ intermittent fasting နဲ့ပုံစံချင်းတော်တော်လေးတူရလို့ပြောလို့ရပါတယ်ကျွန်တော်ခန္ဓာကိုယ် detox လုပ်ဖို့အတွက်အကောင်းဆုံးလေ့ကျင့်တစ်ခုလို့လည်းပြောလို့ရပါတယ်ဗျဒါပေမဲ့ကျွန်တော်နေကင်း12နာရီမထိုးခင်မှာထမင်းတွေအများကြီးစားတယ် carbs တွေအများကြီးစားသုံးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့တွေးတဲ့တရားချက်ကိုချက်ချင်းစောင့်တက်သွားပြီးတော့ပြန်ကျသွားတဲ့အခါမှာဆိုလို့ရှိရင်လူကပိုစားတာမျိုးတွေနှုံးရှိတာမျိုးတွေဖြစ်နိုင်ပါတယ်ပြီးတော့မှဥပုသ်ဆောင်တဲ့အခါမှာဆိုလို့ရှိရင်လည်းအချိုရည်တွေအများကြီးတောက်လိုက်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ insulin ကို swap ဖြစ်သွားတဲ့အခါမှာဆိုလို့ရှိရင်ကိုယ်လုံးနေတဲ့ fasting အကျိုးကျေးဇူးတွေကဒီမှာပြည့်သွားနိုင်ပါတယ်ဗျဒါကြောင့်မို့ဥပုသ်ဆောင်တဲ့နေ့တွေမှာဆိုလို့ရှိရင်မနေ့စာနဲ့နေ့ကင်းစာမှာဆိုလို့ရှိရင်ကာဘိုဟိုက်ဒရိတ်တွေစားအသားဓာတ်ကိုပို့ပြီးစားတင်ပါတယ်ဗျအသားဓာတ်ကိုစားတဲ့အခါမှာဆိုလို့ရှိရင်အသားရှိတယ်လို့မျိုးချက်ဥပဲဥဒါမှမဟုတ်ရှင်လည်းပဲမြင့်မြင့်တွေလည်းပရိုတင်းကိုရရှိနိုင်မှာဖြစ်ပါတယ်ပရိုတင်းဓာတ်တွေကဆိုလို့ရှိရင်ခန္ဓာကိုယ်အစာရင်းထဲမှာခြေဖြတ်ရပို့ပြီးတော့မှကြာရကြမို့အစာပို့ပြီးခံတယ်လို့မျိုးတနေ့ကုန်လုံးအတွက်ဆိုလို့ရှိရင်လည်းခွန်အားတွေရှိမှာဖြစ်ပါတယ်နောက်တစ်ခုရေးကြည့်တဲ့တစ်ခုကတော့ကျွန်တော်တို့ဥပုသ်ဆောင်တဲ့အတွင်းမှာဆိုလို့ရှိရင်အချိုရည်တွေအများကြီးမတောက်ပဲနဲ့အချိုရည်စားမှာဆိုလို့ရှိရင်ကြားမပါတဲ့ရိုးရိုးရည်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့အားလုံးကြကြရရေနွေးချမ်းဒါမှမဟုတ်ရှင် green tea တောက်ပဲဆိုလို့ရှိရင်ပို့ပြီးကောင်းပါတယ်ခင်ဗျဒါဆိုလို့ရှိရင်ဝါရင်းကာလာမှာဥပုသ်ဆောင်ကြလူတွေမှာကိုယ်လိုလည်းရအောင်လို့ကိုယ့်ရဲ့ fitness ကိုနဲ့ကျန်းမာရေးကိုလည်းမထိခိုက်အောင်လို့ထမင်းတွေအချွေတွေကို short ပြီးတော့မှဘာတွေစားရမလဲဆိုတာသိသွားပြီလို့ထင်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဝါရင်းကာလာကုသိုလ်ယူကြလူတွေအတွက်အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျအားလုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာ